စစ်မှန်သောအရာများစကားသူတွေဟာနားထောင်လို့ကောင်းလွန်ပြီးမျှော်လင့်ချက်တွေရှိလာသလိုခံစားခဲ့ရပေမဲ့တကယ်လက်တွေ့မှာတော့ဘာမှအသုံးမဝင်မှန်းသိနေရင်အပေါ်ယံစကားတွေပြောတဲ့နေရာမှာလူတချို့အင်တန်ကျွမ်းကျင်ပါတယ်အပြုံးသူတွေဟာအားကျဖို့ကောင်းအောင်လှလွန်ပြီးနှွေးထွေးမှုပေးနေတယ်လို့ခံစားခဲ့ရပေမဲ့အကြောင်းသိသွားတဲ့အခါဘာတန်မိုးမှမရှိမှန်းနားလေရင်ရှေ့ရင်ရောနောက်ွယ်ပါရိုးသားစွာပြုံးနိုင်ဖို့လူတချို့အင်တန်ခက်ခဲပါတယ်မျက်လုံးအတူတွေဟာကျူးဆိုင်မှုအပြေဝပေးပြီးစာနာစိတ်ထားပေးတယ်လို့ခံစားခဲ့ရပေမဲ့အရေးတကယ်ကြုံရင်ဘာတစ်ခုမှငဲမကြည့်တတ်မှမြင်တွေ့ရင်အကူအညီလိုအပ်နေသူကိုနိုင်ရာကူညီပေးဖို့လူတချို့အင်တန်ခဲရင်ပါတယ်ဘဝအတူတွေဟာအလင်းအတူတွေနဲ့ခြေတထားပြီးအတူယူဖို့ကောင်းလွန်တယ်လို့ခံစားခဲ့ရပေမဲ့အမောင်စစ်စစ်ဖုံးလွှမ်းလာတဲ့အခါအမောင်တဲ့လမ်းပြောင်းရင်ဘဝရဲ့အမှန်တရားကိုလက်ခံနားလည်ရဲဖို့လူတချို့အင်တန်ကြောက်ရွံ့ပါတယ်ဝေဒနာအတူတွေဟာလှည့်စားမှုပေါင်းများစွာချမ်းရံထားပြီးအကျိုးများစွာရှိခဲ့တယ်လို့ခံစားခဲ့ရပေမဲ့ဘဝနဲ့သက်ဆိုင်တဲ့အဆုံးဖြတ်ပွဲတိုင်းမှာသူရဲ့ဘောကြောင့်ရဲ့ဘဝဘေးအခြေအနေကိုပြောင်းလဲပြဖို့လူတချို့အင်တန်တွန့်ဆုတ်ပါတယ်ယုံကြည်ချက်အတူတွေဟာပေါက်စေးအလွန်ပေါ်ပြီးအားကိုးဖို့ရှိပြီးနေတယ်လို့ခံစားခဲ့ရပေမဲ့တည်ရရှင်ရင်နဲ့ရင်ဆိုင်ရတဲ့အချိန်တိုင်းအားထားရာကင်းမဲ့ရင်ယုံကြည်ရာစစ်စစ်ကိုပြတ်သားစွာရှာဖွေဖို့လူတချို့အင်တန်အားနည်းပါတယ်ဖြည့်စေးရာအတူတွေဟာအလွယ်တကူစိတ်ထွက်ပေါက်ဖြစ်စေပြီးတာရှိခံတယ်လို့ခံစားခဲ့ရပေမဲ့အပြောင်းလဲများစွာနဲ့ဆုံတွေ့တိုင်းအကျဉ်းချင်းရိုင်းနဲ့ပြိုလဲရင်ကံဝတ်ကျွင်းတွေကိုအသိဉာဏ်နဲ့ပေးဆက်ဖို့လူတချို့အင်တန်တုံ့လှုပ်ပါတယ်လွတ်မြောက်မှုအတူတွေဟာတာယာညှိကပ်ဖွယ်စိတ်ကူးများပြီးပြည့်စုံနေတယ်လို့ခံစားခဲ့ရပေမဲ့အထွင်းသားမှာသူငါအဆွဲနဲ့တွေ့ညှိခြင်းကြောင့်ပူလောင်နေရင်အစပြတ်သွားတော့အဆုံးသတ်စေဖို့လူတချို့အင်တန်ထိတ်လန့်ပါတယ်ရှေ့ပြေ